အဲ့တော့တို့ကဒီဒါနာလေးတစ်ခုနဲ့ဒီလိုလေးနဲ့ပြီးရောသီလကလည်းယူတော့ယူတယ်ပါဏာတိပါဒအာမဘန္ဒေသူဖင်ချထိုင်ကြတဲ့ကဘာမှမလုပ်တဲ့သီလဟဲ့အလုံးလုံးတဲ့သီလလားအလုံးမလုံးတဲ့သီလလားသမင်းငါတာဖတ်တယ်မဲ့သီလဟဲ့ဟုတ်နော်ဟင်သမင်းငါတာဖတ်တယ်မဲ့သီလဟဲ့တို့သီလကလည်းဟုတ်နော်သိတယ်ပူသေးလားဒီလောက်ကလေးနဲ့တို့ကဗုဒ္ဓဘာသာဖြစ်ရယူမနှက်သေးဘူးဒါတို့အားမရလို့ပြောတာဒီလိုလားဒီလိုလှူးနေတာလည်းမကျင်납လို့ပြောတာဟုတ်နော်ဒါနတချီလောက်တချီသာကောင်းမှာတခါကောင်းရင်နိဗ္ဗာန်ထိတောင်းယူပါတယ်တို့လည်းပြောခဲ့ဘူးလေးဟိုပူပါဒုက္ခမထီတို့ပါတော့လေပီလာလည်းတချီသာကောင်းမှာညမမဟုတ်ဘူးဟုတ်နော်အေဂူဘောသရာဘိက္ခုနီမဆိုတာလေဥပုဒ္ဒခါလာစောင့်ဘူးတဲ့အတွက်ဘယ်ဖရာလက်ထက်ကလည်းမသိဘူးတို့ဒီဖရာလက်ထက်ကြတော့ဟိုတို့ဟွာပေါ့ဘာခေါ်မလို့မဟာတာဝိကာမခေါ်မှာပေါ့လေအေးလေးရတဲ့ပုဂ္ဂိုလ်ရိုးရိုးရဟန္တာမှတောင်းမဟုတ်ပါဘူးဟုတ်နော်သီလလည်းတစ်ချိန်လာသီလနဲ့တူအောင်လုပ်သားမှာဒါနလည်းဒါနနဲ့တူအောင်တစ်ချိန်လာလုပ်သားမှာအောင်ပါလေဟုတ်ဗျာဘုမမဲတို့သီလလူတဲ့တစ်ချိန်လာလားလူလိုက်တို့ကျင့်နေတယ်များခင်ဗျားတို့အမြဲတမ်းရနေမှာပဲဟုတ်နော်ကားထောင်ထားသူနဲ့ပြောရင်ကိုကကားလာထောင်ထားလိုက်ဘယ်ဒရိုင်ဘာတက်မောင်မောင်အုံနာကရနေသလိုခင်ဗျားတို့ထောက်ပံ့နဲ့တန်ငါကျင့်နေရင်ဒီတန်ငါကျင့်နေတယ်များကိုရနေမှာပဲဟုတ်ဗျာဒါနလေသို့တော့ဒါနနဲ့တူလှုပ်သံဒါနစွန့်လွတ်တာသီလကစောင့်စည်းတာဒါနကစွန့်လွတ်တာတို့မှစွန့်လွတ်တာကလေးထုံးစံတော့စွန့်လို့မထင်ပါဘူးဗျာစွန့်လွတ်တာလားလဲတာလားလဲပါဘူးဗျာစွန့်လွတ်တာပါဗျာတို့ဘာမှမလိုချင်ရပါလို့ဟိုလိုလှူပြီးဘာစုမှမတော်ဘူးပေါ့လဲတာပေါ့ဗျာလဲပါဆိုတော့တောင်းပါဟောပြခဲ့တာဗျာလဲတာဗျာကဲစွန့်လွတ်တာပါဆိုမှလဲပါကိုသွားရလားအပြင်ကောင်းရအောင်တောင်းပါဗျာလဲတာမဟုတ်ဘူးလားအဲ့ဒါဟင်တို့လာပြီးသင်္ကန်းနဲ့လာလဲဆုံးနဲ့လာလဲတို့ကကြားကသက်တည်လေသူတို့လဲပွဲကြီးမှာဟုတ်တယ်နဲ့ဟင်နိဗ္ဗာန်ရပါလို့ဤတို့ကဟိုစားရဲပါတဲ့အတိုင်းပြောလို့ဗျနိဗ္ဗာန်ဒါဘာပြောတာတော့မလိုချင်တာပြောတာဝါနာဆိုတာတဏှာကိုပြောတာလိုချင်တာကိုဝါနာလို့တုံးတယ်မိကမရှိတာဟုတ်နော်ဟင်လိုချင်တာမရှိတာလိုချင်တာမရှိရင်ဆွဲမဆွဲလာမှုပေါ့မဆွဲလာဘဝပြတ်မှာမဟုတ်ဘူးလားဒီဝါနာဆိုတာဘာမှမလိုချင်တာပြောတာအဲ့တော့နိဗ္ဗာန်ဆိုတာဘာမှမလိုချင်တာပြောတာအဲ့တော့ဆူတောင်းခြင်းတော့ဖရာတပည့်တော်ဟောဒီဆွန်လှူခြင်းကြောင့်ဘာမှမလိုချင်ရပါလို့ဤဘယ်လိုလုံတော့ဘူးလဲတာပါဆိုဗျာဟင်ဖူးလို့တော့ဟုတ်လို့လားဟုတ်နော်ရင်ဝမှာအလောင်းတော်မှနှမကဒါနပြုတဲ့နေရာရင်ဝမှာစူးနေတဲ့ဓာတ်ကိုဆွဲနှုတ်ကြည့်ပစ္စည်းတွေတခုဆိုင်မော်တို့ရဲ့ပစ္စည်းသူကစုံနေတဲ့ပစ္စည်းပါကိုကသွားပြီးလိုချင်စိတ်သွားကြည့်တော့မလိုချင်ဘူးလားဟာလိုချင်တာလိုချင်မှတို့ကဒါစီပေးပြီးဝယ်ခဲ့တာမဟုတ်ဘူးလားအဲ့တော့သူဆိုင်မော်နေတဲ့ပစ္စည်းဝယ်လိုချင်လို့ဝယ်လာတယ်လက်ထက်ရောက်တာနဲ့ငါပစ္စည်းငါပိုင်တယ်ငါပစ္စည်းငါပိုင်တယ်那当不起记得了，地东不把垃圾来听的。拿出来别的他的对，财务多都你的必须，大家当兵的，在线的为了咯，我必须去拿他的，必须要到必须被模糊了。路线路我必须去他。好呀，路线路我必须去他了。好喏。诶，我路线我必须模糊，都标你家西巴的，标你家西巴的。တို့တခါကြီးများအများဆုံးပြောထားရှိတာပါတို့အမေကကိုဇနီးကမွေးထားတဲ့သားအဲ့ဒါတို့ပြောတာဝန်ခွဲသားဇနီးကမွေးတာလေးကိုဝန်းနဲ့လိုမွေးတာမှမဟုတ်တာ
ဝန်ခွဲသားဝန်ခွဲသားဟောကိုအသားငါစားတဲ့အခါအသားတကုံအောင်မချက်လို့ရှိရင်သူကသွေးကြမ်းတယ်အဲ့ဒီသွေးနဲ့ဒုသွေးနဲ့ရောတဲ့အခါထဲထဲမှာတန်ကောင်တုတ်ကောင်ဖြစ်တာအဲ့ဒါဒုသွေးနဲ့သူသွေးနဲ့ပေါင်းပြီးလို့ဖြစ်တာအဲ့ဒီတန်ကောင်တုတ်ကောင်ကတို့ဝန်းနဲ့လွယ်မွေးတဲ့အတွက်အဲ့ဒါဟုတ်ကလားဝန်လွယ်သားဝန်လွယ်သားဟိုကဝန်ခွဲသားဟုတ်ဗျာဟေးအဲ့ဒီကိုဝန်းနဲ့လွယ်မွေးထားတဲ့ဟာကအထဲထဲမှာဟိုတန်ချာသေးစားလို့ဖြစ်စေသူမတည့်တာနဲ့တခုနဲ့ဖြစ်စေစားမိလို့အိမ်သားထဲမြအဲ့ဒီအကောင်ပါသွားရင်လိုက်ဖမ်းသေးလားဟုတ်ပါဘူးဗျာရေမိုးလေးကိုချိုးပေးသေးလားအဲ့ဒါကိုသားရင်မဟုတ်ဘူးလားဘာလို့မချစ်တော့အဲ့ဒါအဲ့ဘာလို့မချစ်တော့ကြိုက်လို့ပါကိုဝိုးလွယ်တော့မွေးတာပဲဘာလို့ချစ်အခါကိုသွေးတာမွေးတာဘာလို့မချစ်စရာမဟုတ်တာတော့ဗျာဟေးအဲ့တော့တို့ကကြိုက်မှလူချင်တာမကြိုက်မလို့ချင်ဘူးလေဟေးခုနကကိုသားမို့သာချစ်ရမယ်ဆိုတန်ကောင်တုတ်ကောင်ကကသားရင်းဗျဘုံလွယ်မွေးဗျဟုတ်နော်ဘုံလွယ်မွေးဟုတ်ဗျအဲ့တော့တို့ကလူချင်အဲ့တော့ငါပစ္စည်းမှန်သမျှအဲ့ဒါလူချင်လို့ပြောထားတာလူချင်းတော့တိမ့်ပိုက်ထားတော့ငါပိုင်ဖြစ်သွားသပေါ့ဟုတ်နော်တဏမာနဒိဋ္ဌိတဏမာနဒိဋ္ဌိအဲ့တော့ပစ္စည်းတန်ဖိုးကြီးသလောက်စိတ်မချဘူးနော်အဲ့ဒီပစ္စည်းပေါ့တန်ဖိုးကြီးသလောက်မြတ်နိုးတာမြတ်နိုးသလောက်လဲဘယ်တော့မှစိတ်မချဘူးဒီပစ္စည်းလေးတွေ့တဲ့စိတ်ထဲမှာနင့်ငနေဖြစ်တာငါပစ္စည်းငါပိုင်တဲ့ဆိုဓာတ်သုံးကြောင့်ရင်ဝမှာအများအားသုံးနေတာအဲ့တော့ဒါနတစ်ခုပြုတ်လိုက်တယ်ဆိုရင်အဲ့ဒီပစ္စည်းပေါ်ငါပစ္စည်းငါပိုင်တယ်ဆိုတဲ့အစွဲနစ်နေတာကိုဆွဲနှုတ်ပြလိုက်တာငါပစ္စည်းမဟုတ်တော့ဘူးစိတ်ညာသူကထည့်လိုက်တယ်ကိုလက်ကလူကိုပစ္စည်းဟုတ်သေးလားမဟုတ်ပါဘူးဗျာငါပစ္စည်းမဟုတ်တော့ဘူးပြောင်းလို့ထားဒါနကဆွနှုတ်ထားနော်ဟုတ်ကလားဟုတ်ပါဗျာဟင်လဲတာမဟုတ်ဘူးနော်ဆွနှုတ်ထားလဲပါဗျာဟုတ်ကလားနောက်ကိုလဲဦးမလားလဲပါဗျာဟင်အဲ့ဒါကိုပါရမီလို့သုံးပါတယ်ငါပစ္စည်းငါပါနေဆိုတဲ့ဆွဲပါသူကလှုပ်ပြထားပစ္စည်းကိုစွန့်လိုက်အဆွဲပါလှုပ်သည်ဟုတ်နော်တို့မှာကောတဲ့ตาလေးအရွယ်ရောက်သမီးလေးအရွယ်ရောက်ဟုတ်ကြဟင်သမီးလေးအရွယ်ရောက်တထားပါစို့အဲ့ဒါလေးသူတို့အကြောင်းပါတော့သူဟိုဘာတော့များတမက်ဖြစ်တဲ့ပေါ်ဗျာဟင်မင်္ဂလာဆောင်တယ်ဆိုတာကြားကောင်းအောင်ပြောတာသမီးလှူတာသမီးလူဝဲကျင်းပါတာမင်္ဂလာဆုံးကျွေးတယ်ဆိုတာကြားကောင်းအောင်ပြောတာသမီးလူဝဲကျင်းပါတာဟုတ်ဗျာဟင်လူပြီးလို့မင်္ဂလာဆောင်ပြီးတာနဲ့ဟောတရွာလုံးကပြောမှာဟောတာမောင်ဖြူရဲ့မိန်းမလေးလို့ပြောမှာမင်္ဂလာဆောင်ပြီးဟိုပဲကိုသမီးဟုတ်သေးလို့လားဟုတ်ပါပါဗျာအဲ့တော့ဟင်ဟုတ်ပြီဆုံးလိုက်ပြီဆုံးလိုက်တဲ့အတွက်ကိုသမီးမဟုတ်တော့တဲ့အတွက်တရွာလုံးကဟောတာအဲ့တော့မောင်ဖြူရဲ့မိန်းမလေးအဲ့လိုပြောမှာတို့ကတော့ကိုအိမ်မနေဟဲ့မောင်ဖြူရဲ့မိန်းမလေးလို့ခေါ်သလားသမီးလို့ခေါ်သလားသမီးလို့ခေါ်တာပါဗျာဆုံးလို့တာဆိုဆုံးလို့ခေါ်ရတာဟောမခေါ်တာဟင်ဟုတ်ငါဖြူမိန်းမခေါ်တော့ဘယ်သူကတရားစွဲမှာတော့မခေါ်မဖြစ်လို့ဆိုတော့ကဲလုံးဆောင်မအောင်ဟင်အဲ့တော့ဟိုသမီးကလည်းဟိုတမဲ့ဘောကိုတော်ကိုတောင်းအောင်ကြီးတာဟင်အဲ့တော့ဟိုဒီတမဲ့ကိုအိမ်မောခေါ်တင်ထားရတာဟုတ်ဗျာဟင်သမီးချစ်တော့ကိုကလည်းချစ်ရဝိုင်းချစ်ရတော့မှာပေါ့အဲ့တော့တမက်ကလည်းတော်ဆိုးတာတော်ကြမ်းတာဟဲ့ဇာတော့လာပြီးကိုရှိကန်ဟဲကြောက်ဟဲထိုးဟဲကြိတ်ဟဲနဲ့လုံးမဲ့ဘယ်နဲ့တော့သူကတော့လူကံပုဂ္ဂိုလ်လေးသူလက်ထရတဲ့ပစ္စည်းသူကြိုက်လို့သုံးပါပဲကဲဘယ်နဲ့လုံးမလို့ကဲတော်ကလေးဝပေးရမှာပဲကဲလုံးပြဟင်တမက်ကမရိုက်သေးလို့ဟုတ်ကလားဟုတ်ကလားဒါရသူတမက်ပဲနေနေဟိုတို့ပေးလိုက်ဦးမထမဟဲ့
အဲ့တော့တို့ဒီဒါနဆိုတာစွန့်လွတ်တာဟုတ်နော်တို့ကစွန့်လွတ်တာမဟုတ်ဘူးရယူတာညာတော့အဖြစ်တို့တော့ပြောနေကြရှိပါတယ်အရင်ဘဝကမလှူလို့ဒီဘဝဆင်းရဲတာဒီဘဝလှူမှနောင်ဘဝနဲ့ပြောသလားအဲ့လိုဟုတ်တယ်စွန့်လွတ်တာလားဒါလဲတာလားအလောင်းတော်တွေပြုတဲ့စိတ်နေစိတ်ထားတဲ့ဒုစိတ်နေစိတ်ထားအဲ့တော့ကွာအဲ့တော့ဒုကနောင်ဒီဘဝလူရင်နောင်ဆိုကြတဲ့ကမရောက်သေးတဲ့ဒါရင်ကောက်ခံနေတာအလောင်းတော်များကရှင်းနေတဲ့ဓာတ်ကိုဆွဲနှုတ်တာအလောင်းတော်ဒီနဲ့တို့နဲ့ဘလောက်กว่าတော့မှန်ပါဗျာတို့ပြုတဲ့ဒါနလည်းမိယိုးဖလားဒါနကိုယ်ပိုင်ဒါနဟုတ်ပြီကိုယ်ပိုင်ညာနဲ့မဟုတ်ပဲနဲ့နော်ဟုတ်နော်မိယိုးဖလားဒါနပဲရှိပါသေးတယ်အားရလောက်เสียအားကိုလောက်เสียတို့မရှိသေးဘူးသီလကလည်းစောင့်စည်းလို့လားဘယ်ကဆောင်လို့လာပြမီဒီဘုံနေကြပဲလို့ပြောတော့ကြောင်းသွားမယ်ဘုရားစာပြောတာမဟုတ်လားမှန်ပါဗျာကြောင်းနွားများသူများစကြက်ကိုခိုးစားရင်အယောပေးရမှာဆိုတော့စကြက်လွတ်တဲ့နေရာကိုကြောင်းရတယ်လို့ကြောင်းသွားတာအဲ့ဒါစိတ်ကိုကြောင်းမှုသွားတာကြောင်းသလားဟင်ဥပုံနေကြမှာလူစုံမဘိုးတောင်စကားပြောသေးဟုတ်ဗျာဟင်ပြီးတော့လူရှိသူရှိသားမှာမဘိုးတောင်ဟင်းကောင်းကောင်းချက်သေးဟုတ်ဗျာလူရှိသူရှိသားမှာဟုတ်ဟင်အိမ်မှာဖြစ်တယ်လို့ဟင်အဲ့တော့အဲ့ဒီနေ့ညာတဲ့နေ့ကကိုယ်လုံးနဲ့ကိုသူ့လုံးနဲ့သူစကားပြောဖို့မရှိဘူးအဲ့ဒီနေ့ဘိုးတောင်စကားပြောသေးဟုတ်နော်စောင့်တလားဟုတ်ဗျာဟဲ့ဒီလားစောင့်တယ်ဆိုလို့မေးတာလေဟေးဘိုးတော်ဟင်ကောင်းကောင်းစားသည်ဘိုးတော်ဝကောင်းစားလားဟောသေးဒီကြတဲ့ရှိသေးတယ်ဘယ်နဲ့ကြဟိုညနေကလှမ်းပြီးမျောပြီးတော့ကစားထားဗျညနေကြစားလိမ့်မယ်ဗျဘိုးတော်စားသည်ဟုတ်တယ်လေဘယ်နဲ့တော့ဦးနေစောင့်တလားဟုတ်ကလားနေတိုင်းနဲ့တော့ပူစားသေးတယ်လေစားလားမစားဘူးလားဘဝလားနှစ်ထပ်ကိုတစ်ထပ်ပေါင်းစားတယ်ဟင်နှစ်ထပ်ကိုတစ်ထပ်ပေါင်းစားတာထင်တယ်စားထားဗျညနေကြစားသိမ့်မယ်ဗျအဲ့ဒါသူတို့ဥပုပ်တယ်ဗျကလေးဥပုပ်ဟုတ်နော်ဒါကလေးဥပုပ်မဟုတ်ဘူးလားလူကြီးဥပုပ်လားကလေးဥပုပ်လားရပုံပေါ်ပါမလားဟင်အဲစကားပြောစရာမရှိပြောဘာတော့တခါကြားဘူးတာတို့ငယ်ကပြောတာပဲဥပုပ်တယ်တက္ကမကြီးတွေဇရာပေါ်မှာပြောတယောက်ကအေးငါခွေးအောင်နဲ့ကြိုက်လိုက်ပုံများကတော့ဟိုဘယ်ရွာခေါ်သွားတာဟိုရွာရောက်တော့တယ်ကြိုက်လို့ငါရောပေးခဲ့ရတယ်အေးဟင်တယောက်ကပြောတယ်ဩတော်ခွေးကပါဟုတ်လို့တော့ကြိုခွေးကအမြဲတမ်းလမ်းထွက်ကြိုက်လုံးလို့ကိုအယောပေးနေရတာတယောက်ကပြောတယ်ဩကြိုခွေးကလည်းအိမ်မှာကိုအမြဲတမ်းတာကျိုးနဲ့ချီထားရတာနဲ့တနေကုန်အဲ့ဒါပြောညနေကြတော့ကဲသီလာတော့ပြည့်စုံပြီဗျာရပြီဗျာတရက်တော့အောင်ပြီတော့ကလေးဆောင်ပြောတာမဟုတ်ဘူးနော်ကလေးတွေအဲ့လိုပဲလားဟင်အဲ့တော့ကျောင်းအောက်ကကစားနေတဲ့ကျောင်းသားလေးကရည်တဲ့ဟိအဲ့တော့တခါဥပုပ်တွေကမခံနိုင်တော့ဘာဥပုပ်တွေစကားပြောတာကိုနင်တို့ကလေးကရည်ရသလားပဲလေတော့ဥပုပ်ရမကြီးခင်ဗျားတို့ခွေးစကားပြောနေတာအဲ့တော့ဥပုပ်တွေခွေးစကားပြောရမလားဆိုဘုန်းကြီးသွားတိုင်ဟုတ်ကလားအဲ့တော့ဘုန်းကြီးကကျောင်းသားလေးခေါ်တယ်ဗျာဟင်မင်းဥပုပ်တွေကိုခွေးစကားပြောတယ်ဆိုဟုတ်ပြောတယ်ဖေရဟုတ်
ဘာလို့နေဥပုသ်တွေကိုခွေးစကားပြောတော့ဟောတော်ဘသူကသူခွေးရပဲလို့တော်ဘဝကသူခွေးရပဲလို့အဲ့ဒါပြောပြီးခုပြန်လာဖျားဟုတ်ဗျာ